ဒီနေ့ချူဖက်ပြီးသားစာအုပ်တွေကို write ပေးပါမယ်။စာအုပ်ကြတော့အောင်မဖွားဆက်ကြတော့ကကျင်းစီပြပြပါမယ်။ဒါပေးစာပေါ့နော်။သူလေးကောင်းတယ်အမတ်100မှာဆိုသူ90ပေးမယ်သူကြိုက်တော့ကြိုက်တယ်သူတော့ပုံမြဖတ်ကောင်းတယ်ဘောလို့ပြောရမယ်ဆိုဒါကြတော့တီဝေးပြရအောင်နော်ပြရအောင်နော်ရော offer item ပြီးတော့ဒါတော့ရေရီချာမတိုက်ပွဲများဒါလေးဖတ်ကောင်းတယ်တရားမှာဆို69မှတ်လောက်ပေးမယ်သူကတော့ဖတ်ကောင်းတယ်ဘောနော်ကြီးစရာကောင်းတဲ့အပိုင်းကြီးလည်းပါတယ်ဘောနော်ဒါချပွေးစရက်မြောင်ကြိုက်တယ်သူကလေတော့ရီဖို့ကောင်းတယ်လို့ကလေးလက်ပါတယ်ဆိုတော့ဒါဒီကလည်း writing ဆိုရင်ဘယ်လောက်ပေးမလဲဆိုရင်ဒါလည်း80ရာခိုင်နှုန်းပေးမယ်80ရာခိုင်နှုန်းပေးမယ်ဒါလေးကောင်းတယ်ပုံမြင်ဒါတော့စရိတ်ချပွေးစရက်မြောင်ပေါ့နော်ကြိုက်ပါလေဒါကတော့မိဘစကားအပေရှား၍ရှင်ဖျားဖြစ်ခဲ့တူပေါ့နော်အဲ့ဒါဒါလေးလေဖက်ကောင်းတယ်ဒါတော့မြန်မာနဲ့အင်္ဂလိပ်ပါတန်းနှစ်ခုပြန်ထားတာပေါ့နော်ဒီမှာလေဖက်ကောင်းပါရဲ့ရှင်ဘယ်မှာလောက်ပေးလဲဆိုသူတော့9မှတ်လောက်ပေး90ရာခိုင်နှုန်းပေးတယ်ဒီလိုပဲပြပါဒါတော့ကျေးဇူးကန်တဲ့တူတဲ့ကျေးဇူးကန်တဲ့တူပုံမျိုးပေါ့နော်ဒီလည်းဖတ်ကောင်းပါပဲဒါလည်းမြန်မာအင်္ဂလိပ်ရောမြန်မာဒီခါတည်းဆိုရင်တော့သူတော့သူလည်း50ပဲပြီးမယ်သူလည်း50ဒါတော့လူလောကြလို့ဒီလည်းဖတ်ကောင်းပါတယ်ဒါပေမဲ့အရာလို့50 49ရာခိုင်နှုန်းပဲပြီးမယ်တင်ကြလို့ဒါပေမဲ့ကောင်းပါတယ်ဒါချူတပြောဆိုပါဒီဆောက်ကလည်းကောင်းတယ်ဒါတော့50ရာခိုင်နှုန်းပြီးမယ်ဒီပုံမြင်ပါနော်ပုံမျိုးချတော့ပုံမျိုးနဲ့မရေးထားမရဖေးခဏမှပါလို့ဒီရလေးကလေးလည်းဖတ်ကောင်းပါဖတ်အလေးဖတ်ရင်တော့ကောင်းတယ်အနေလောက်စားဖတ်ပါပေါ့နော်ဟိုဘယ်မှာပေးမလဲဆိုရင်သူကို40ရာခိုင်နှုန်းလောက်ပေးမယ်49ရာခိုင်နှုန်းလောက်ပေးမယ်ဒါရေးချင်းလေးမှာအတိကျွဲစီဖို့ရာ950စက်တော်မှဗုဒ္ဓအဆုံးအမပုံမြင်များတယ်အတွဲ2ရှိတယ်သူကကြောင့်တစ်ပိုက်ချင်းစီပါပေါ့နော်အများကြီးပါတယ်ပေါ့နော်တစ်ပိုက်ချင်းစီပေါ့တစ်ပိုက်ပါ5ပိုက်ပါတယ်ကွယ်6ပိုက်လား5ပိုက်လားမသိဘူးအားလည်းဖက်ကောင်းနေတာတော့95ရာခိုင်နှုန်းပေးမယ်ဒါတရားခံ9ဦးနဲ့အခြားပုံမြင်များလည်းဖက်ကောင်းမှာအဲ့ဒါတော့နှစ်ပုတ်ပါတာနဲ့ဘရင်ရောက်ဖလဲပါတယ်ဒီထဲမှာဒါလေးကြိုက်တယ်ဒါတော့59ရာခိုင်နှုန်းပေးမယ်ချက်တယ်မသိဘူးဘူကလေးတို့အတွက်အင်္ဂလိပ်စကားပြောပေါ့နော်ဒါတော့ပုံမြင်မဟုတ်ပေမဲ့သူကကြတော့လေအင်္ဂလိပ်ဒီလိုပေါ့နော်ပြမယ်ဘယ်လိုရှေ့စကားလုံးလေးပြပြီးတော့ရှေ့စကားလုံးလေးပြပြီးတော့ဒီမှာမြန်မာလိုရောအင်္ဂလိပ်လိုရောပြန်ထားတာပေါ့နော်ဒါလည်းကလေးရဲ့အတွက်ဖတ်ဖို့ကောင်းတယ်ဆိုတော့80ရာခိုင်နှုန်းပေးမယ်ဒါတော့တင်ကလေးပြရှိ90
ရှစ်ခိုးစေဖို့ပေါ့နော်ဒါလေးလည်းကောင်းတယ်ဒါထူးထူးစားပေးပေါ့နော်မင်းအရင်ဖတ်နေကြပဲသူကနည်းနည်းပဲပါတယ်ဒါပေမဲ့ဖတ်ကောင်းတယ်လိုမျိုးဖျားရှိခိုးတဲ့အကြောင်းကြားလို့ပြောပြတဲ့အစားပေါ့နော်ဒါတော့95ရာခိုင်နှုန်းပေးတယ်ဘာလို့ဆိုကောင်းတယ်ရင်ကောင်းတယ်ဖတ်ကောင်းတယ်ဒါတော့စပင်းမညက်ချင်သူလေးတဲ့စပင်းညက်ဖို့ကြောက်တော့ကလေးများအတွက်တဲ့ထူးထူးပေါ့နော်ကျမတို့ပဲကျမစပင်းအရင်ညက်ချင်မေရညက်ခိုင်းနေကျမမညက်ချင်ဒါလေးဖတ်ပြီးတော့ညက်ဒါလေးဖတ်ပြီးတော့ဟုတ်တူတာရှိရပေါ့နော်စောက်ကလေးတွေဖတ်ပါရှင့်ဒါလေးကိုတော့80ရာခိုင်နှုန်းပေးမယ်ဒါလူရိုင်းလေးတို့ရေးကြည့်ဖို့ပေါ့နော်သူလည်းကောင်းတယ်သူ့ကိုကြတော့လေသူ့ကိုကြ95ရာခိုင်နှုန်းပဲပေးမယ်သူကလည်းစာပြနေနေပဲပါတယ်ထူးထူးစားပြရမယ်ဒါတော့အရွှေစတော့တမိုင်းဟင်းဆောင်လောက်ပြမယ်ရွှေစတော့စကတဲ့မြတ်တလုံးကျောင်းတော်ရပါတော့ဒီစာကိုရွှေစတော့မဝေခဲ့တာပေါ့နော်ဖတ်ကောင်းပါတယ်သူလည်းကျမတို့ဖတ်ကောင်းတယ်ရှင်တို့ဖတ်ကောင်းလားမသိဘူးကျမတို့ဖတ်ကောင်းနေရမယ်သူ့ကိုကြော94ရာခိုင်နှုန်းပေးမယ်ဒီကျမကြိုက်စမ်းတူပီလာပြီတူပီကိုလည်းကြိုက်တယ်99ရာခိုင်နှုန်းတရားမပြေဘူးအရင်ဖတ်ကောင်းတယ်ရီးစရာတွေပုံများရတူပါလေအဲဒါကြိုက်ပါတယ်ရှင်ဒါ Snow White ဒီမှာဝယ်လာတာဟိုတော့ဒါတော့ရန်ကုန်ဝယ်လာတပြည့်ရန်ကုန်ဝယ်လာ Snow White ပြေးဝယ်လာမရေတော့ကလေဒါလေးဖတ်တာဒီလေးဖတ်တာဖတ်ကောင်းတယ်ထောက်လေ81ရာခိုင်နှုန်းပေးမယ်ဒါကလေးအတွေ့ပြောစရာညံစပ်ဗဟေတိ33ကိုမြောက်ဒါလေးလည်းဖတ်ကောင်းတယ်ဖတ်ကောင်းတာမဟုတ်ဘူးညံစပ်နေမိတာညံစပ်နေမိတော့ဒီမှာရိုင်းဆိုင်တယ်ဘလူးမီလေးဆိုတာလေကျမတလဲအမေကျမအမေရှင်အမေတလဲမိတာဒါလေးကိုလည်းတော့94ရာခိုင်နှုန်းပေးမယ်ဖတ်တာမဟုတ်ဘူးလေဒါတူနေချင်းဒါလည်းငယ်လေးရွှေညီကိုစားပေးတူနေတယ်တင်ရိုးပုံမြင်33ပုံနဲ့ညာပေးရင်ကျေးလိမ်မှာပုံမြင်ညာဒါလေးရငယ်တန်းတော့ဖတ်တာပေါ့သူကလည်းတော့မဟုတ်တန်းပေါ့နော်ဒါလည်းကြိုက်တယ်ဒါမဲ့ကြိုက်တော့40ပဲပြီးမယ်40ရာခိုင်နှုန်းပေးမယ်သူက33ဘုတ်တော့ပါတာဒီဆောက်မှာဆိုလေ40ရာခိုင်နှုန်းပေး40ရာခိုင်နှုန်းမပေးလိုက်တော့ဒါကောင်းတော့ညဆိုရဟာလေးပေါ့နော်ဒါလေးလည်းဖတ်ကောင်းပါတယ်ဒါတော့ငယ်တငယ်ချင်းလက်ဆောင်ပေးထားတာသူကကြတော့84အပေါင်း50 49ရာခိုင်နှုန်းပေးမယ်သူဒါတော့ it's I found the horseshoe ဒါတော့လေပေါ့နော်မင်းညကမှငုံထိုင်းစီဒီမှာမသိဘူးဝယ်လာတာဟုတ်ဘယ်မှမသိဘူးဝယ်လာတာဒါလေးလေးဖတ်ကောင်းတယ်နောက်ဖတ်ကောင်းတယ်ထောက်တော့90ရာခိုင်နှုန်းပေးမယ်ဒါတော့မင်းအရင်အကြိုက်ဆုံးမယ်ရေကြီးရှစ်ထက်ဒါဘဟုတုဒရတယ်ဘယ်လိုပြောရမလဲဆိုဒါတော့100ရာခိုင်နှုန်းအတိပေးမယ်သူကအများကြီးပါတာပေါ့နော်ဘလို့ဖြစ်ကျောင်းရေကြီးရှစ်ထက်လည်းပါတယ်ရမ်းကြိုက်ပါတယ်ရှင်လို့ဒါလည်း100ရာခိုင်နှုန်းဒါတော့အကြီးဆုံးပဲမလို့ဒါတော့ပုံနေအများကြီးပါချုပ်ပြပုံမြင်နေအများကြီးပဲရေးကြရလဲမလို့လဲဆိုတော့ဒါ99ရာခိုင်နှုန်းကဲပုံမြင်စားကြည့်ဘယ်လောက်ရှိလဲခမန်းကြည့်ရေးပြပါမယ်ဘယ်နဲ့ဟိုရှိတော့
4 အုပ်5 အုပ်6 အုပ်9 အုပ်10 အုပ်9 အုပ်10 အုပ်11 အုပ်12 13 23ရှိပါတယ်ဒါတွေကိုလည်းထပ်ဖတ်အောင်ပါ outfit တွေလည်း share outfit တွေဒီမှာ outfit ဒီမှာတပိတာဟာလေးတွေပေါ့နော်ဒါလည်းဝဒါတော့ rating ပေးတော့ outfit က3 2 3 4 2 3 4ပဲရှိတယ်ကဲစင်မပြောပြခုပါဖတ်ကောင်းမယ်ဒါလေးပဲဖတ်လိုက်ပါမယ်မလေးကဲကျွန်မနောက်ထပ်ဘာသာတွေဖတ်အောင်လဲဆိုတော့ပြပြပါအောင်ရှင်ဘိုင်ဘိုင်ကျွန်မ subscribe လေးလုပ်ပေးပါအောင်ဘိုင်ဘိုင်